ရေးကြည့်တာကတော့ဒီရလက်တက်ပဲဒီရလက်တက်မရှိလို့ရင်ဘွားတီထောင်ကြီးမှာရှင်မပြေနဲ့အဲ့ဒါဒီရလက်လက်ကိုအပ်ပေးတဲ့ဆရာကြီးတွေပေါ့ဆရာဟောလို့တို့တူပေါ့ပါအဲ့ဒါကဒီရလက်လက်အပ်ပေးတဲ့ဆရာကြီးတွေရဲ့ကျေးဇူးကိုသိတဲ့နေနဲ့ကြရိရတဲ့နေနဲ့ဒီပေါင်းများစွာကြားနေမယ်လို့ဆိုတယ်ဟုတ်လားမမေ့ဘောမမေ့တဲ့အထင်မှတ်ပုံလေးမမေ့တဲ့အထင်မှတ်ကြောင့်ဒီမနာဝေးလာတဲ့ဒီအဒီကြပြုနေတာဒီတွေပဲလို့ပဲဒီကျေးဇူးတရားဒီကြောင့်ဒီရလည်းနဲ့ရဲ့အပေးကြောင့်ဆရာလေးလေးဒီဆိုကြတယ်တောင်းလာနေတာဆရာဒီကြားထဲမှာတောင်းလာနေတဲ့ဆရာကျောင်းမှာရှိပါတယ်။တောင်းလာရှိတယ်။ဆရာကြီးတို့လည်းမြင်တဲ့အတိုင်းမဟုတ်ပါဘူး။တို့လည်းပဲကုသိုလ်ကံကောင်းလို့ဒီလိုပဲပြန်တွေ့ရတယ်။ကုသိုလ်ကံမကောင်းလို့မတွေ့ရတဲ့ဆရာမတွေမနဲ့ဖျားလာပဲပါလေ။ကျွတ်တော့ပြီ။အေးအဲ့ဒါနော်အဲ့ဒါဒီကအိမ်မနာမကြည့်လို့ကြည့်ပါလေ။ရှိလက်ရှိဆရာရဲ့မရှိတဲ့ဆရာဒီမျိုးပဲရှိတယ်လက်ရှိဆရာတော့လက်တွေ့ကြတယ်မြင်ရတယ်ပြောရတယ်နှုတ်ဆက်ရတယ်ဝန်တာကြတယ်လေးမြန်တစည်းလို့ရှူရလွှားတယ်ဟုတ်လားပိုင်တော့ပဲပါဒီသူပစီပေါ့အဲ့ဒါပေါ့ဗျာဒါမဲ့မရှိတဲ့ဆရာကြီးတွေညလည်းပဲနဲ့ပြန်သူ့အတွက်တန်းတာတယ်လွမ်းတာတယ်တန်းတာတယ်ဒီမှာဖြစ်နေတော့လုပ်ပြီးပဲဒါဘုဒ္ဓဘာသာအရာရောခေယဘာသာအရာရောလုပ်ပြီးပြီတပည့်တို့ရဲ့တာဝန်ဝတ္တရားကြီးပါတယ်ကြီးတဲ့တော့ဒီဥစ္စာကတော့ကမ္ဘာပေါ်မှာတို့နိုင်ငံပဲရှိတယ်လို့ဆရာပြောကြတယ်တခြားနိုင်ငံကတော့ရှိတယ်ရှိမှာပေါ့ဒါပေမဲ့တို့လောက်မထုံးကားဘူးပေါ့အဲ့ဒီဟာကအဲ့ဒီကျိုးလေးရဲ့နောင်ထားလို့တို့ချင်းချင်းဆရာတပည့်ဒီနေ့တည်းမိမပြည့်ဆွေမပြည့်ပေါ့ကွာတနည်းအားဖြင့်လည်းကျေးဇူးမပြည့်ဘူးပေါ့ဒါကြောင့်ဒါလေးကိုရှစ်လက်ပြီးတော့ရှင်တောင်လုပ်နေဖို့ရှင်တောင်အောင်လုပ်ဖို့ကြိုးစားဖို့ကတော့အနည်းနဲ့လူပါပဲ generation ဆိုတာပါလေမျိုးဆက်အတစ်မျိုးဆက်အောင်မျိုးဆက်အတစ်ကိုလက်ကမ်းမယ်ကောင်းတဲ့ဟာလက်ကမ်းကောင်းတဲ့ယူဆလေးကောင်းတဲ့တွေးခေါ်လေးကောင်းတဲ့ဒီနီလာဒီကောင်းတဲ့ယဉ်ကျေးမှုငွေနည်းလေးလက်ဆင့်ကောင်းတော့ပြရမယ်တာဝန်ကမင်းတို့မှလည်းရှိတယ်လို့ငါတို့လည်းရှိတာပဲမလားတို့ဆရာကြီးလည်းရှိဆရာကြီးမရှိတော့တက်ကြီးလာရတယ်တက်ကြီးတော့တရက်ကြီးလို့ရှိရင်တရက်အမြတ်ရှိတယ်ဘာအမြတ်ရှိလူမှုရေးအမြတ်ရှိတယ်ဘာသာရေးအမြတ်ရှိတယ်ပညာရေးအမြတ်လည်းရှိတယ်ပေါ့အမြတ်၃မြတ်ကဒါတက်တရက်ကြီးတို့လည်းခုတည်းစာတင်နေတာပဲအဲ့ဒါမှလည်းတက်ကလို့မှလာလို့စူပါဝိုက်လုပ်ပေးတယ်ဟာလုပ်ပေးတယ်တချို့ရှာလည်းဒီလိုပဲရှာဥမောဒီလိုဒါအသိတယ်အဲ့လိုလုပ်နေတာပဲပေါ့နော်ဒါတို့ရဲ့ mission ပေါ့ကွာတို့ mission တို့ရဲ့တာဝန်ပြီးပေါ့ဘယ်တော့မပြီးကိုယ့်ကိုပြီးတာပေါ့အဲ့ဒါမျိုးလေးပေါ့ဒါလေးလည်းချစ်စရာကောင်းတဲ့ပိုက်တယ်တို့ဆရာတပည့်လေနော်အဲ့တော့မနေ့ပြန်လဲတပည့်ခါပေါ့တွေ့ရပါနော်မနေ့ပြန်တွေ့ပါနေ့ပြန်လဲတွေ့မယ်တပည့်လည်းတွေ့မယ်အဲ့ဒီချိန်ခါမှာဆရာကြီးရဲ့စိတ်ကပျော်ရတယ်ပျော်တဲ့စိတ်ကိုဖန်တီးပေးတာမင်းတို့ပဲနော်လားဒီတပည့်လေးဖန်တီးပေးလို့ပျော်နေတာအခုစိတ်ကြီးတဲ့ပျော်မှုရှိဘူးကိုစိတ်ပျော်အိမ်မှာနေစိတ်ကြီးနေကြတယ်ဆရာကြီးကတော့မအိမ်ကဆုခါတယ်ဘုရားပျော်နေရတယ်ဒီကလေးရဲ့ပြတ်လို့မရဘူးနော်တမိုးလေးအဲ့ဒီတမိုးလေးကိုတော့ဘုရားဆက်တယ်ဒီဘုရားတိတ်ထားကြများတိတ်ထားကြနေ့ဘလောက်ရှိရက်ဘလောက်ကြာဒီဟာလေးကအရောက်တော့ပါမြစ်တာရောက်ကြည့်လေးတို့ကမိုးနေဘလောက်ပြောကြကောင်းဒီလိုပြောရှင်မှုဟာဒီချိန်မရတာနော်22ရက်နေပြီတော့မပြောတော့အဲ့ဒါတော့လည်းတလောက်ပဲပြောနော်ဆရာကြီးအားလုံးတွေ့ရတာမြင်ရတာ
အားလုံးဝန်တာတယ်ပြည်သားရေးတင်တယ်နာကမှာလည်းဆရာတဲ့တပည့်ဆက်လက်တွေ့အတုရှိအောင်ဒီဆိုင်သွားကြဒါပဲ ခွင့်ရပါတယ်ဆရာကြီးအားလုံးကျေးဇူးတင်ပါတယ်ဒါပေမဲ့ဆရာတွေကပြင်ပန်းလာတဲ့ကြောင့်เนาะအားလုံးသဘောပေါက်ကြပါဆရာတွေနိုင်တဲ့အချိန်ဖြစ်ပါတယ်အဲ့ဒါလို့ဆရာကြီးဆက်လုပ်ကြပါမယ်နောက်နေရဟုတ်ဒီမှာပဲနေရဆရာဟုတ်ကဲ့ဟုတ်ကဲ့တခြားကောင်းဆမတို့တခြားခဏလေးဒီလက်မအတွက်လေမားမှာဆိုလို့တချို့အပြောင်းလဲလေ မဝယ်သေးဘူးတော့ ဟောအရင်ပေးထားတာလည်းတချို့ကလွဲနေတယ်ဟောစပွားတို့လည်းမဖြစ်ကြဘူး။ဒါလည်းတော့ဝယ်ဖြစ်ပေါ်မှာဆိုလို့ဒီဘက်အောက်ဆုံးထပ်ဆိုရင်ဆရာကြီးတော့ဝယ်ပါပြီးတော့ဝါလို့တော့ဝယ်လဲတော့ ဒီနေ့ရောက်နေဆရာကြီးဟုတ်လားရောက်ပါလားဟုတ်ဆရာအားတူတာပြော ဆရာကြီးအပြန်အတွက်ကောပြောပြီးလားမသိ ပြောပြီးပြီပါအလေးမဆင်ပါ ဟုတ်ကဲ့
ကြီးအစအဆုံးဖြင့်ပြုံးပြချော့ကဆုံးမပြုံးတာမြတ်သုံးစရာအလိမ္မာတွေတို့မြင့်စီမှုပညာတွေပြီးဝေခဲ့တာအကျဉ်းသာပြေဝမြတ်စရာဒီကနေ့တော့အောင်နေဆရာမကြီးရောအာဒီရပလိုရဲ့ဆန္ဒဆောင်တဲ့အခါမှာဆရာမကြီးနဲ့ကျွန်တော်တို့ကဆရာတော်ကတော့ရှိသူမျိုးတို့အားအယုံဆုံးဆက်ကတဲ့ခန္ဓာတွေဖြစ်ပါတယ်ဗျာအခမ်းအနားကိုလောကသားသုံးရင်းဆိုရင်ပြေးပြီးတော့မကြပါရလူတွေစွာဆောက်တာပန်ကြပါတယ်ဗျာအဘေဘေဒီတာစီမီရသရဏဂုံ300နေတကွာ၅ပါးသောသီလတော်မြတ်တို့အာယူသောတိကျင့်သုံးရလက်တဂျေနုသီလကုသိုလ်ကံစေတနာသင်္ကြန်ဘောများတို့အားခြင်းဤသောဘာဝနာကုသိုလ်ကံရှင်လာပြီးကြတော်မြတ်တို့ကိုနာဂမသာရလက်တဂျေနုသောဓမ္မသဝနာကုသိုလ်ကံစေတနာဤသောဘောဝမြတ်မြတ်သောကုသိုလ်ကံရှင်လာပြပြတို့ကြောင့်ယခုပိဿကဘဝ၌တွေ့ကြုံဆုံးသိကြရသောမင်းမြင်မြင်ရမြင်မြင်အန္တရာယ်မြင်မြင်ကြောင့်ကြမြင်မြင်မနိတ္တဆရာမြင်မအိမ်မသောတိသောချိုသောဓမ္မသောတို့သည်ပိဉ္စာဘက်တွင်ပြင်လျောကြပြီးတကယ်သောကိစ္စလည်းပြောင်းမကြမရောက်ကြဘုံသီသာရင်ဖြစ်၍သာဓာတိကသုရသာပညာရှိတွေတပါတိတော်သူတော်ကောင်းကယနာခုနှစ်ပါးတို့ဖြင့်တင်းဒီရချဒုပါပြည့်စုံကြကုန်လျက်သုံးဘဝနောက်ကာလတို့၌ဘုရားဆိုင်တော်ရိယပေါင်းသူတော်ကောင်းတို့၏ကေယမွေလျောသံပြောရာဖြစ်သောမဟာနဂရနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုလင်းမြန်သောစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။သာဓုသာဓုသာသုဘပါတိတော်ဟာအရာဒီမျိုးရွေးအဘလို့ဒီတော်ကိုပြေးပါရ။ကျောင်းတော်ဘုရားဘုရားတော်ပြေလို့ဗျာ။မလိုက်ဆိုလိုက်အံဗန္တိဣသရဏေနသဟသေသတိလံမယကာမိလောကံကတဝါသီလံဒီထမိဗန္တိဒုတိယံမိတတိယံမိသံဗန္တိဣသရဏေနသဟသေသတိလံမယကာမိလောကံကတဝါသီလံဒီထမိဗန္တိဓမ္မ
နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယမိဓမ္မံတရဏံဂစ္ဆာမိဒုတိယမိသံဃံတရဏံဂစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယမိဓမ္မံတရဏံဂစ္ဆာမိဒုတိယမိသံဃံတရဏံဂစ္ဆာမိတတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယမိဓမ္မံတရဏံဂစ္ဆာမိတတိယမိသံဃံတရဏံဂစ္ဆာမိတတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယမိဓမ္မံတရဏံဂစ္ဆာမိတတိယမိသံဃံတရဏံဂစ္ဆာမိတိတရဏကမ္မနံပရိဘုံနံဗန္ဒာတိဘာဒဝေရမိသက္ခဗရံသမာရိယာမိဗန္ဒာတိဘာဒဝေရမိသက္ခဗရံသမာရိယာမိအာဒိနာဒါနာဝေရမိသက္ခဗရံသမာရိယာမိအာဒိနာဒါနာဝေရမိသက္ခဗရံသမာရိယာမိကာမိတုမိစ္ဆာသာရာဝေရမိသက္ခဗရံသမာရိယာမိကာမိတုမိစ္ဆာသာရာဝေရမိသက္ခဗရံသမာရိယာမိမုဒ္ဒဝါဒဝေရမိသက္ခဗရံသမာရိယာမိမုဒ္ဒဝါဒဝေရမိသက္ခဗရံသမာရိယာမိသုရာမေယမိစ္ဆပမာရခန္ဓာဝေရမိသက္ခဗရံသမာရိယာမိသုရာမေယမိစ္ဆပမာရခန္ဓာဝေရမိသက္ခဗရံသမာရိယာမိဣဒံမေပုညံဣဒံမေပုညံအာသဝေကယအာသဝေကယဝဟံဟောတုဝဟံဟောတုဣဒံမေတိလံဣဒံမေတိလံနိဗ္ဗာနတံနိဗ္ဗာနတံဣသယောဟောတုဟောတုဣဒံနေရသပိစေကရုဓမ္မနိသကိလန္တရူပံကတဝဓမ္မအပမဒိနသံပါတိထနိတတုပေချင်းမြင့်သမန္တာသံဃဝါလိတုအန္တရာကိသံတုဒေဝတာသာရမမုနိရာသဒသုနာတုသက္ကမောက္ခတံဓမ္မသဝေနကာလောအယံဗဒန္တာဓမ္မသဝေနကာလောအယံဗဒန္တာဓမ္မသဝေနကာလောအယံဗဒန္